ဟာအများကြီးပါတားနဲ့သမီးအားလုံးကအခုဒီမှာကြောင်းနေကြလားဟုတ်လားအထက်မှာအခုတန်းအကြီးဆုံးဘူးပါတော့မင်းဘယ်တန်းတော့မင်း၄တန်းဟာမင်းကဘယ်တန်းတော့ဟုတ်လားအဲ့ဆိုရင်အခုဒါကကြောနေခဏလေးအခုဒါကဘာဘဲရွာတော့ဘာရွာတော့တားလို့ရွာနာမည်ပါတယ်ဟုတ်လားအခုကြောင်းသွားတဲ့တော့ပဲသွားတဲ့ရတာပြန်ရင်သွားတဲ့ရတာဘယ်လောက်ဝေးတော့ဝေးလားဟုတ်လားဝေးနည်းနည်းဝေးတာပေါ့အဲ့ကိုဆိုမိုးရင်းကြတော့ရေတွေပါဖြတ်ရလားမိုးရင်းရေတွေဖြတ်အဲ့ကျမိုးရင်းကြတိတ်မသွားတော့ဘူးကြောင်းမတက်တော့ဘူးပေါ့တိတ်ပြီးတော့အဲ့ဆိုရင်ဦးလိုကနေပြီးတော့အခုအလူရှင်တွေနဲ့ပေါင်းပြီးတော့ဒီနားလေးမှာစာတင်ကြောင်းစောက်မယ်ဆိုရင်ပြောလားပြောတယ်ဟုတ်လို့လားဟုတ်ကဲ့အဲ့ဆိုရင်အလူရှင်တွေကိုစာတင်ကြောင်းစောက်ခိုင်းလိုက်ရမလားဒါခလေးတာကုန်ပြီလားကျောင်းသူကျောင်းသားတွေကဟုတ်လားကြံသေးရလားဟုတ်လားဘယ်ပိုင်းနေကြံသေးရအော်ဟိုမြောက်ပိုင်းမှာရှိသေးရလားအိမ်တွေကဒါဘယ်ပိုင်းတော့တောင်ပိုင်းပဲရှိသေးရလားဟောဆိုအလေပိုင်းရမြောက်ပိုင်းရခလေးတွေမလားမပါသေးဘူးနော်ဟုတ်လားတားဘယ်တန်းတော့ခုနှစ်တန်းဟုတ်လားဒီနေ့3တန်းတာမှာမင်းကဘယ်တန်းတော့3တန်းတားဟုတ်လားအဲ့ဆိုရင်နောက်အလူရှင်တွေပေါ်လာရင်ဒီမှာစာတင်ကြောင်းလေးရအောင်ဦးစူးစမ်းပေးမယ်နော်ဘယ်တန်းတော့ဟုတ်လားဒီမှာခလေးတွေဘယ်လောက်များရှိတော့100လောက်ရှိလား100လောက်ကောင်းနော်အဲ့ဆိုဒီရွာလေးကိုလာမယ်ဆိုရင်သမီးတို့အနေနဲ့လမ်းညွှန်တက်လားညွှန်ကြည့်ပါဦးတကောကနေလာမယ်ဆိုရင်ဘယ်လိုလာမှာတကောမြို့တွေကနေရောဗျိုင်းကျွရအောင်နော်ဗျိုင်းကျွရနေဗျိုင်းရှေးအောင်ဖျားကြီးအဲ့ဖျားကြီးဟိုအရှိဘက်ကိုမောင်းကြရမြေသားလမ်းနော်အဲ့ဆိုဒီရွာလေးရောက်ပြီနော်အဲ့ညီဘယ်လောက်ရှိတော့160လောက်ရှိရနော်အဲ့ဆိုအများကြီးပဲနော်အော်ခလေးလာကြီးလားခလေးမေရောလာကြတာအခုဒီနားမှာအခုဒီကောင်ကြီးရောကျွန်တော်တို့ပေါ့နော်2 ဧကနီးပါးလောက်ရှိရပေါ့နော်ဒီမြေကြီးကအခုကျွန်တော်ပိုင်ရှင်ရှီကနေပြီးတော့ကျွန်တော်တို့ကညှိနှိုင်းလိုက်တာ215သိန်းနဲ့ကျွန်တော်တို့ဟိုညှိနှိုင်းရရပေါ့နော်ဒါပေမဲ့ပတ်စံကတော့မရှိသေးဘူးကျွန်တော်တို့အခုလက်ရှိကျွန်တော်ရွာတွေကအလူရှင်နေနဲ့ကျွန်တော်စုပေါင်းပြီးလုပ်လိုက်တာ300ပေါ့နော်အဲ့300ကိုကျွန်တော်ကစရံငွေနဲ့ကျွန်တော်စာချုပ်ချုပ်ထားရပေါ့နော်ကျန်တဲ့115သိန်းကိုကျွန်တော်ကဟိုဒီနည်းနည်းလေးရက်ရွှေ့ဆိုင်ပြပါအောင်ဆိုကျွန်တော်ပြောထားရပေါ့နော်ဒီနားလေးမှာကျွန်တော်စာတင်ကြောင်းဆောက်ပြီပေါ့နော်နေအီဒီကတော့တော်တော်လေးကျဲပါတာနောက်ကျွန်တော်ကဟိုမိုးရာသီမှာလည်းသူတို့ရေလွတ်တယ်ပေါ့နော်ဒီကလေးတွေကအခုနွေရာသီမှာတော့နေပူနဲ့သူတို့ကျောင်းခွင့်ရာသီမှာကျောင်းတက်တယ်မိုးရင်းရရင်သူကရေဖြတ်တဲ့အတွက်ဒီကလေးတွေကဟိုကျောင်းသွားဖို့ခက်ခဲဖြစ်တယ်ပေါ့နော်ကျွန်တော်ကလေးငယ်တွေပေါ့နော်ဒီမျိုးကလေးငယ်တွေဆိုရင်မိဘတွေမပါဘဲနဲ့ကျောင်းမလို့ရေဟုတ်ပေါ့နော်ဟုတ်